Hello bro ကျွန်တော်ကတော့ Hey ပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ Discord account ဖွင့်ပြမှာဖြစ်ပါတယ် Discord ဆိုတာဘာလဲမသိတယ်လို့ဆိုတော့ကျွန်တော်ပြောပြပါမယ် Discord ဆိုတာတော့ Messenger ရေး Viber ရေး Telegram နဲ့တူပါတယ်သူကလည်းစာရေးပို့လို့ရတယ်ဗီဒီယိုကောင်းပြောလို့ရပါတယ် Discord account ဘယ်လိုဖွင့်ရလဲဖွင့်တတ်တဲ့လူတွေဆိုကျွန်တော်ဒီနေ့လိုလိုကလည်းလိုကောက်ဖက်ရအောင်ကျွန်တော်ကြောက်ပြအောင်အေးဆုံးတော့ Discord ဆော်ရဲကို Play Store နဲ့တက်ဆင်လိုက်ပါဆက်ပြီးလိုက်ဆိုရင်ရောအဲကျွန်တော် Discord ဆော်ရဲနဲ့ဝင်လိုက်ပါဝင်ပြီးလိုက်ဆိုရင်တော့ကို့မှာအကောင့်မရှိရတော့ အပေါ်က Register လေးကိုဝင်နေရပါပါဒါလို့ကို့မှာပါတော့အကောင့်ရှိရဆိုရင်တော့ login ဝင်နေပါအဲရောကိုကျွန်တော်က Register ဝင်နေပါနေပြီးတော့ဆိုရင် username ကတော့ကြိုက်တဲ့ဟာထားလိုက်ရမယ်username ကတော့ကျွန်တော်ကတော့ထားနေတာထားလိုက်ပါလေကျွန်တော်မှလည်း Discord account ရှိပါတယ်အဲ့မှာ username ထားပြပါမယ်ထားပြီးပြီဆိုရင်ကျွန်တော်ကတော့ဒီ password ထည့်ရအောင် password ကတော့ကိုကြိုက်တဲ့ password ထည့်လို့ရပါတယ်ဒါပေမဲ့လည်းကို password တော့ထည့်လို့မရပါဘူးနည်းနည်းလေးခက်တဲ့ဟာလေးထည့်မှရပါပါ1 2 3 4 5 6 7 8ကတော့လောထည့်လို့ရဘူးဘယ်လိုဆိုဒီ Discord ကိုပါတတ်မှတ်ထားပါအဲ့ဒါမလို့password ထည့်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ငွေကလေးထည့်ရမှာပါငွေကလေးကတော့ကိုရငွေကလေးကိုထည့်လိုက်ပါထည့်ပြီးပြီဆိုရင်တော့ next ကိုနေရော next ကိုနေပြီးပြီဆိုရင်တော့အဲ့ပဲကျွန်တော်တို့ဒီကုတ်ပါကျွန်တော်က email နဲ့ရှိပါ email နဲ့ဖွင့်ထားတဲ့အတွက် email ထောက် Gmail ထောက်သွားပြီပါ Gmail ထဲမှာကောက်ရောက်ပြီဆိုတော့အဲ့ကောက်ကို Discord မှာထည့်ပြီးတယ်ပါ Discord မှာထည့်ပြီးပါဆိုတော့ profile မှာ profile ရတော့ကိုကြိုက်တဲ့ဟာထည့်လို့ရပါတယ်ထည့်ပြီးပါဆိုတော့ next ကနေပါပြီးတော့ start တောင်းလို့ရပါပြီနောက်လည်းဒီနေ့ဗီဒီယိုလေးကတော့ဒီတက်ပါပဲ bye bye ဒါဒီနေ့ဗီဒီယိုလေးမှာတော့ Discord account ဘယ်လိုဖွင့်ရလဲဆိုတော့ကျွန်တော်ပြောပြပါမယ် bye bye